မင်္ဂလာပါရှင်။ Join Mobile ရဲ့စက်တမအကြိမ်ကကန်ဆယ်မဲ့ဖွင့်ပွဲကြီးကိုနောက်26ဇန်နဝါရီ4ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်ရှင်။ဒီတစ်ခါလမ်းမဆက်သွယ်ရေးအခက်အခဲတွေကြောင့်ညီမတို့ကကန်ဆယ်မဲ့ကို live လွှင့်ရမလားဒါမှမဟုတ်အရင်9ခါတုန်းကလိုပဲကစတမာများလူကိုယ်တိုင်လာရောက်ကန်ဆယ်ကြမလားဆိုတာကိုအောက်တိုဘာနောက်ပိုင်းဖွင့်ပွဲသူများထံမှအခုလိုစာရွက်ဖန်ခဲ့ပါတယ်ရှင်။အဲ့ဒီအခါမှာလူကွယ်လာရောက်ကန်ဆယ်ကြမယ့်အရေးတော့ကပို့ပြီးတော့များနေတဲ့အတွက်ကြောင့်မလို့လက်ရှိမှာ live မလွှင့်တော့ပဲလူကွယ်လာရောက်ကန်ဆယ်နိုင်မယ့်ပွဲကိုအရင်အတိုင်းပဲကျင်းပသွားမှာဖြစ်ပါတယ်ရှင်။အရှိကိစ္စမအချိန်မြောက်နေကြားထဲမှာနှစ်ကျော်အချိန်ကောက်ချတာတယ်ပေါ့နော်။အဲ့အားကြောင့်မို့ကန်ဆယ်မဲ့ကိုမိုင်ရှင်ကစတမာများကလည်းအရင်က10နှစ်ဆပိုများနေပါတယ်ရှင်။အဲ့အားကြောင့်မို့ညီမတို့ Join Mobile ကနှိမ့်စုမဲ့အရှိတော့ကိုအများကြီးချက်လုပ်ထားပါတယ်ရှင်။စီးသုံးစုဖြစ်တဲ့ရေကက်တာ flat TV ဖုန်းတို့အပြင်အထူးဆိုပြီးလွှမ်းညက်ကြမယ်စုငွေနဲ့စုကိုလည်းထည့်ရတာကိုစီစဉ်ထားပါတယ်နော်။ဘာစုဖြစ်မလဲဆိုရဲအသေးစိတ်ကို subscribe ဖြစ်သွားအောင်ကန်ဆယ်မဲ့နားနီးရင်ညှပ်ပြီးတော့မှာဖြစ်ပါတယ်ရှင်။ကန်ဆယ်မဲ့ပါမယ်ထိုင်းနေစီများကိုလည်းနားနီးတဲ့အခါရှေ့အခါရရလိုပဲတခုချင်းအရေးထုတ်လိုက်ချင်ပြတော့ပါမယ်ရှင်။တဲ့နေစီမဲထဲမှာလိုချင်တာလေးရှိရင်လည်းကွန်မန့်ပေးကြအောင်နော်။ကန်ဆယ်မဲ့ရလေးရတော့4ရက်တလ1616ပဲဖြစ်ပါတယ်နော်။